အခုဒီနောက်ဆုံးတစ်ပုတ်ကတော့ထွက်သွားပါတော့ဆိုတဲ့သချင်းလေးက Chamber Orchestra Music သချင်းလေးဖြစ်တယ်အဲ့ဒါကိုမှကိုသိန်းထိုင်အောင်ကနေပြီးတော့ piano only version လေးနဲ့ပုံစံလေးပြောင်းပြီးတော့တိခတ်ပြီးတော့ဖြူဖြည်းတင်ဆက်မှာဖြစ်ပါတယ်တီးကတော့ဝေးဟင်ကိုဖြစ်ပါတယ်ဖြူဒီသချင်းလေးကိုတော့ notes လေးနဲ့တစ်ချက်ကြည့်ပြီးဆိုမှဖြစ်တဲ့အတွက်ကြောင့်ဖြူကိုကျေးဇူးပြုပြီးတော့ notes stand လေးပို့ပြပါရှင် thank youဖြူဘဝမှာဆိုဘူးသမျှတချင်းနေထဲမှာကိုပိုင်တန်းစံတချင်းနေထဲမှာအခက်ခဲဆုံးသချင်းလို့လည်းဖြူပြောခဲ့ဘူးရဲဆိုတာပြည်သက်တွေဖြူရဲ့ interview တွေမှာမှတ်မိမယ်လို့ထင်ပါတယ်တေချာလေးပြင်ဆင်လေ့ကျင့်ပြီးတော့မှ vocal coach နဲ့ပြင်ဆင်ပြီးတော့မှဆိုခဲ့ရတဲ့သချင်းဒါကိုဒီနေ့ပထမဦးဆုံး live ဆိုပြရမှာဖြစ်တဲ့အတွက်ကြောင့်အရင်လည်းစိတ်လှုပ်ရှားတယ်အဲ့တော့ okay ဖြူ note stand လေးအရင်ရွှေ့လိုက်မယ်စိတ်လှုပ်ရှားတယ် first time so okay I'm ready ready now yeah Sabi就开了我的茶叶，你偏偏那会没去把你，我不忘的我跟着马尾梦，眼塞没追的苗是追我，面西来没西你的路。my baby 你没人明知道模样那真说他们要不要信任啊这里妈咪是的那没啥气耶
ကျေးဇူးအများကြီးတင်ပါတယ်ကို ရန်ကောင်းတယ်ပြီးဆို Thank you ကို TV ရတယ်အရန်ကောင်းတယ်ကျေးဇူးတင်တယ် Thank you ချစ်ရတဲ့များလုံးကျေးဇူးအများကြီးတင်ပါတယ်ဒီတခါမှအပြင်မှာအရှင်လက်လက်မဆိုရသေးပဲနဲ့ဒါပထမဦးဆုံးဒါ Juice Life မှာJuice ပရိသတ်များကိုဒီထွက်သွားပါတော့တချင်လေးကိုပထမဦးဆုံးစုပြတာဖြစ်ပါတယ်ဒီရန်လေးစိတ်လို့ရှာရဲဘာ effect မှမပါဘဲနဲ့ best studio မှာသွင်းတာမဟုတ်ဘဲနဲ့အခုလိုမျိုး live ဆိုဒီနဲ့တခါရဲဆိုရတယ်ဆိုတော့ရန်လေးစိတ်လို့ရှာရဲပရိသတ်တွေအားလုံးလည်းနှစ်သက်မယ်လို့ဖြူမျှော်လင့်ပါတယ်ဒီချိန်လေးကိုဖြူတို့နဲ့အတူတူကုံဆုံးပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်